မခေါ်ပဲလာတဲ့ဧည့်သည်မလေးအကျဉ်းနာရီပြေးပြီးလေမနေမှာပဲထွက်ပြေးသွားသူရဲ့ဆွဲလန်းသူရင်ထဲမှာတော့ဒီနေ့တည်းမှမိမရနိုင်ပါလေသူငကိုပြောခဲ့ဦးလေဘိုးရင်တိတ်ကြောင်းကလေးတွေပြန်လေတွေ့ရင်အလွန်ကပါလေးတွေထားခဲ့သူချီရတဲ့ဧည့်သည်မလေးအိမ်မရတဲ့စိတ်တစားညရီမခေါ်ပဲလာတဲ့ဧည့်သည်မလေးအကျဉ်းနာရီပြေးပြီးလေမနေမှာပဲထွက်ပြေးသွားသူရဲ့ဆွဲလန်းသူရင်ထဲမှာတော့ဒီနေ့တည်းမှမိမရနိုင်ပါလေသူငကိုပြောခဲ့ဦးလေဘိုးရင်တိတ်ကြောင်းကလေးတွေပြန်လေတွေ့ရင်အလွန်ကပါလေးတွေထားခဲ့သူချီရတဲ့ဧည့်သည်မလေးအမတရားရင်မှာမိမရတဲ့တစ်ချိန်ကဖြစ်တွေငကိုတို့ချစ်စကားကလေးတွေပြီးထားခဲ့တာမိနိုင်သူရဲ့ပြန်မြေအောင်ထိတ်ချောင်းလေးတွေရင်နဲ့တန်းတာလွတ်နေသူမလီပြန်ငဲဝတောင်းဆူလေချွေရင်မလေးတန်းတာမျိုးလေးနေအလွန်ဝေဒနာမပြေသာနိုင်မှုခုမှတွေ့မေနော်ဝေထောင်မြေပြန်ကားသွားတော့သူတလူမင်းသားလွတ်နေတယ်လို့ပါမပြေရနိုင်မှုကိုရင်မှာကဘာလေးထားခဲ့သူချီရတဲ့ဧည့်သည်မလေးမခေါ်ကပဲရောက်လာခဲ့ပြီအကျဉ်းနာရီပြီးခဲ့တဲ့ချီဧည့်သည်မလေးအခုတော့မနေ့မှာပဲကျဉ်းနာရီကလွတ်နေတဲ့ပုံကိုထားခဲ့ပေါ်လို့ဒွိမန်တို့ဝေတောင်းပြီးပြန်လာသွားတယ်လို့သူတို့လူမင်းသားလွတ်နေရတယ်လို့ကိုလေးမင်းကိုလွတ်နေရပါတယ်ချီဧည့်သည်မလေးလွတ်နေရပါတယ်လွတ်နေရညရီမခေါ်ပဲလာတဲ့ဧည့်သည်မလေးအကျဉ်းနာရီပြေးပြီးလေမနေမှာပဲထွက်ပြေးသွားသူရဲ့ဆွဲလန်းသူရင်ထဲမှာတော့ဒီနေ့တည်းမှမိမရနိုင်ပါလေသူငကိုပြောခဲ့ဦးလေဘိုးရင်တိတ်ကြောင်းကလေးတွေပြန်လေတွေ့ရင်အလွန်ကပါလေးတွေထားခဲ့သူချီရတဲ့ဧည့်သည်မလေးအမတရားရင်မှာမိမရတဲ့တစ်ချိန်ကဖြစ်တွေငကိုတို့ချစ်စကားကလေးတွေပြီးထားခဲ့တာမိနိုင်သူရဲ့ပြန်မြေအောင်ထိတ်ချောင်းလေးတွေရင်နဲ့တန်းတာလွတ်နေသူမလီပြန်ငဲဝတောင်းဆူလေချွေရင်မလေးတန်းတာမျိုးလေးနေမပြေသာနိုင်မှုခုမှတွေ့မေနော်ဝေထောင်မြေပြန်ကားသွားတော့သူတလူမင်းသားလွတ်နေတယ်လို့ပါမပြေရနိုင်မှုကိုရင်မှာအခုတော့လဲလေအလွန်ကပါလေး